အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြမယ်ဝတ္ထုတော်လေးကအိတ်တန်းပြန်ငံမြန်စာရေးသူကရည်ရင်တို့မန်းလေးကျွခါကညောင်းလိုက်တာတော်တော်ချီစိုးနေတာပါလားဖះကဲတော့မဟုတ်ပါခြေစစ်လက်စစ်ကလေးတွေတစ်စစ်ကိုက်ဖျောင်းနိုင်လေးထုံပြီးဦးဆိုင်ကြီးဒိန်စီဘူးလေးရှာအောင်မှာစေးကလည်းဘယ်နားမှများထားပါလဲအသက်ကကြီးလာတော့မှမှတ်ညံတွေမယွန်းဖြစ်နေတယ်ရေစိုးလက်နဲ့ပြူကြမယ်တမီးများကလည်းအမေဝယ်လာတဲ့မွေးငါနဲ့ထမင်းကိုလုံးထွေးလို့ရစားကြပြီးဗီဒီယိုမော့ဖို့တွားကြပြီခုလိုဘဝနေဝင်ခြင်းလေးရောက်မှတော့အေးအေးချမ်းချမ်းစိန်ရှိလေးနေခြင်းလိုက်တာလေစိန်မရှိခြင်းနေပါစေစားဖို့မပူရတောက်ဖို့မပူရကိုစားကျင်တာလေးစားလို့လူကျင်တာလေးလူလို့ဒီလိုနေရရင်တော်ပါပြီတောင်းလည်းမတောင်းတာကျင်တော့ပါဘူးတက်လုံးတောင်းတခဲ့တာတက်တန်းမှမနေပဲကျုပ်တက်80ကျော်ခဲ့ပြီဘယ်မှာပြည့်စုံခဲ့လို့လဲသူတို့ကပဲညံ့လို့လားကျုပ်ကပဲတော်လို့လားမသိသားသမီးတွေရှိလျက်နဲ့ကျုပ်လူ80ကျော်ကအမောင်နဲ့ခင်သားတို့မောင်နှမကိုရှာကြေးနေရတယ်ဆိုတော့လုံကြလို့မကောင်းနောက်ဆုံးတော့ဝေကျွေးပေါ့လေငငယ်တွေကခေါင်းပေါ်ကမချရတဲ့ဘေးရုပ်တောင်သူတို့ဖေးနဲ့ရကစားခဏပဲချရတယ်အမောင်လေးမွေးရောပြန်တင်ရတာပါပဲဒီလိုနဲ့အကြီးကောင်ငယ်မှကြီးလာကြတယ်အရှိုအိမ်အောင်ကြကိုပါနိုင်ဆုံးအနည်း90ဆိုတာဘာမှမကြပါလားဖေပြန်တွေးကြည့်မနေ့တနေ့ကလိုပဲဒီကြားထဲမှာပျော်ပါရတဲ့ကာလဆိုတော့ဘာမှမရှိဘူးလောကရန်နဲ့ကိုနဲ့လုံလားထွေးလားဖြစ်လိုက်အမောင်ကမိမနဲ့ကွဲကလေးတွေနဲ့အိမ်ရောက်လာခင်ထားကလေးတွေနဲ့ရန်ဖြစ်ခင်ထားယောက်ျားနဲ့အမောင်နဲ့ရဲသမားကြီးရန်ဖြစ်ခင်ထားကအော်ဆဲအလိုလေးယူလိုက်ပူလိုက်တဲ့အိမ်ဦးမင်းရတဲ့အထက်အေးမရှိလို့ဘဲပြကလည်းမရောက်နိုင်ပတ်စံရှာရမယ်သူတွေကပတ်စံရှာရမယ်အလုပ်မလုပ်ပဲရန်ကနေတော့ကြုတ်ဖြင့်အိမ်မှာနေခြင်းစိတ်ကူတစ်ဆက်မှမရှိတော့ဘယ်သူတီကြဟဲ့ဆိုပြီးပြစ်ထားခဲ့တယ်ဖះကိုလာခဲ့တာစိတ်တွေကအထွေထွေရဲ့ဒါပဲအကိုးစရာရှိတာလေဗမာဦးဖះကြားလို့စာဆိုရှိတယ်မဟုတ်လားဖះစားလေးဟုတ်ဒီပတိမရပါဘူးဖះရှိမှထိုင်ပြီးကျုပ်အကြာကြီးဖះကိုငေ့ကြည့်နေမိတယ်အေးချမ်းလိုက်တာဖះမျက်နှာတော့ကိုအကြာကြီးဖူးသွားတော့ထထွက်လာခဲ့အိမ်မပြန်ကျင်သေးဘူးလေကလေးတဖြူဖြူနဲ့လက်ပြန်ဆောင်တဲ့အသားလေးဝင်ထိုင်နေလိုက်တာပါလာတဲ့ဖက်နှက်လေးဖင်ခုပြီးုံငေးတင်ကြီးပေါ့အဲ့ဒီအချိန်မှာကျုပ်တွေထူးခြားတဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့တာပဲတတရေတာနာဝက်စားထားတဲ့အမောင်တို့ရဲ့ကလေးတယောက်လေးကျုပ်ရှိမှခါကလေးကုန်းပြီးငါးချက်တန်လေးတည်းကိုကန့်ပေးပါတယ်ရုပ်တရက်ဘာလိမ့်ဆိုပြီးကြောင်ကြည့်နေတော့သူကလက်ထဲကိုထိုးထည့်ပေးနေတော့ရောင်တောင်ယူထားလိုက်မိတယ်ဒီဘက်ကလည်းလူဦးကလေးရဲ့အတန်ကြားလာလို့လှည့်ကြည့်ပြီးတော့ကျုပ်တို့ရဲ့သူ့အိုတွေပါလားအဖိုးကြီးဘွားကြီးတွေတန်းစီပြီးထိုင်လို့ကျုပ်ကိုလူတဲ့ကလေးကဟုတ်ကဲ့ဖွားဖွားအားလုံးကိုလူမှာပါဆိုပြီးတရားကို9ချက်စီလူတယ်ဘိုးကြီးကိုဘွားကြီးကိုတွေကကျမ်းပါပါစေချမ်းသာပါစေဒီပေါက်ပါစေနဲ့စုပြီးပြေးလိုက်ကြတာတွတ်နေပေါ့အဲ့ဒီတော့မှတတိရတယ်ကျုပ်ပါစုမှာပါပြေးလိုက်ရပါလားဘယ်သိမလို့ပထမဆုံးတွေ့ကြုံဆိုတော့ကြောင်အနေတာပေါ့အဲ့ဒီကလေးကလည်းထွက်သွားရောဘွားကြီးကိုဒီဘက်ကိုလာတော်ထိုင်နေတာလမ်းကြီးမှာဆိုပြီးအဖွားကြီးတယောက်ကလမ်းခေါ်တယ်ဒါနဲ့ကျုပ်လေသူတို့နဲ့အတူတန်းစီပြီးဒီဘက်အစွန်းဆုံးကထိုင်လိုက်ရတယ်လက်ထဲကငါးချက်တန်းကလေးကကျုပ်ကိုစကားအများကြီးပြောနေပြီလေကျုပ်ပြန်ထခြင်းနဲ့ဒါပေမဲ့ပြန်လို့မရခဲ့ဘူးချိတုံနဲ့ကျုပ်ထိုင်နေခဲ့တယ်
တော့သမင်းမပါဘူးလားဘေးကဘွားကြီးကမေးတယ်မပါဘူးဆိုတော့ဒါဆိုကျုပ်သမင်းတော့ဝယ်လိုက်အောင်ဦးနာကဆိုင်မှာရုပ်တို့လိုဘွားကြီးဦးလေးဆိုသမင်း20ပဲယူတယ်တော်မှလားလို့မေးတယ်ကျုပ်ခေါင်းရင်းပြလိုက်တယ်ဒါဆိုလေနောက်နေသမင်းထုတ်ခဲ့တော့လို့ပြောရင်ဘွားကြီးကိုထသွားတော့လေအဲ့ဒီနေ့နက်စားချိန်ကနေညနေဆောင်ဘွားကြီးဦးလေးပြန်သွားတဲ့အထိကျုပ်ထိုင်နေတာငွေ150လောက်ရခဲ့တယ်ကျုပ်ရင်ထဲမှာတတိတိနဲ့မျက်နှာတွေလည်းထူအပ်လို့ပါတော့ခြေလမ်းတွေကပေါက်ချာနဲ့အိမ်ကိုပြန်လာခဲ့တယ်အိမ်ရောက်တော့မှောင်နေပြီတိမ်လုံးလဲတိတ်လို့ခင်ထားကအမေးဘယ်သွားနေတာလဲဆိုတော့ဘာမှမပြောဘဲငွေတွေထုတ်ပေးလိုက်တယ်ဘဲကရတာလဲလို့မေးတော့ကျုပ်အကျိုးကြောင့်ပြောပြလိုက်ချင်းသမီးလိမ်မာကဘာပြောတယ်မဲ့လဲအမေဟာကကောင်းသားပဲအဲ့ဒီပဲသွားမရပြန်ထမင်းထည့်ပေးမယ်ကျုပ်မျက်ရည်တွေလဲလာပြီးမဲ့အာတင်ပြီးပြန်သိမ်းလိုက်ရပါတယ်။အော်ခုဒီသားသမီးများမအေးဦးကြီးလူကန်ကျွေးတာစားရကြတယ်။အေးလေအမောင်နဲ့ကလေးတွေကလည်းခင်ထားထမင်းဦးပဲနိုင်ကြတာ။သူတို့တွေ့ရောကျုပ်အားတွေတင်းရတာပေါ့။လူကြတဲ့ကလေးတွေကကျုပ်တို့လိုရွယ်ဘူးလေးစားခြင်းနဲ့လူရရှာတာ။ကျုပ်တို့နောက်ကငိုတောင်းမဲ့သူတွေအတွက်ခုတက်ရွယ်ထိဝှကျွေးမကင်းရှာကျွေးနေရတာ။စာအုပ်ထိသိမ်းနေရတာတွေကိုသိရင်စေရနာများပြက်ကြလီမလားမသိဘူး။အိုးကျုပ်တို့လူမျိုးကတရားကောင်းပါလေ။လူကြပါသေးတော့များလူကြပါလေ။စတဲ့တပူတိုးလူနိုင်ကြပါစေ။အလူကန်တက်ကြာလာတာနဲ့မြကျုပ်တို့ဖိုးကြီးကိုဖွာကြီးကိုဒီမှာနာကြီးစရာကြည်ကွဲစရာနောက်ခံစက်ကြောင်းလေးတွေနဲ့ကြည်ပေးဆိုတာသိလာရတယ်။အမေခင်ဆိုတဲ့ဖွာကြီးကိုကြည်လီဖြတ်ထားတာလမ်းလျှောက်နိုင်တာမဟုတ်ဘူးသူ့တမက်ကနန္ဒတိုင်းပွေးချီချပြီးတော့ချပေးတဲ့နေရာထိုင်ရတာညောင်းလိုက်ကြိုက်လိုက်တာလို့တနေ့လုံးညီးရှာတာဟုတ်တာပေါ့လေဥတ္တမန်တလင်းပေါ်တနေ့လုံးဒူးထုတ်ပြီးကူကူလေးထိုင်နေရတဲ့ဥစ္စာကြိုက်တာပေါ့ဗျကျုပ်တော်အခုညောင်းနေကြိုက်တက်နေပြီအမေခင်နဲ့ညောင်းရှာမှာပေါ့ဒါပေမဲ့အမေခင်များတရက်မှမလာပဲမနေရဘူးသူ့တမက်ကိုကြောက်ရတယ်တဲ့မလာချင်ဘူးဆိုရင်ရိုက်မယ်ပုံမယ်ချင်းချောက်တယ်တဲ့ကြောက်စရာကြီးတော့ဟိုတရောအုပ်ကြီးကိုတီထိုးနေတဲ့ဖို့ကြတော့တမျိုးသူရွှေပြည်ကြီးတို့မြတ်နန္ဒာတို့တခါတလေဝိဇေယနာတဲ့အောင်မင်္ဂလာတဲ့တချင်းတွေကြုတ်ဖြစ်မသိပါဘူးတော့ဒီရောက်မှကြားဘူးလားအရင်ကမင်းသားကြီးတဲ့သူဆိုရင်လွမ်းစရာကောင်းလိုက်တာသူ့မှာမိရဲ့ကျိုးလို့အဲ့ရတဲ့လဲနေတဲ့မိန်းမနဲ့ရင်ကျက်ပန်းလာတဲ့တပီးလေးနဲ့ပြောရရင်စိမ့်ရင်ဆရာကြီးပါတော့စားဖို့အနိုင်နေ့တည်မလားညတည်မလားလူမမာကနေအောင်စီးဘူးဝေးလိုက်တာမိရဲ့ကကျိုးဆိုရင်ပန်းလာတဲ့လေးကပြူးစုလိုက်ပန်းလာတဲ့ကလေးရင်ကျက်ရင်မိရဲ့တဲ့ကရင်ဖိပေးလိုက်နဲ့ဖိုးအိုးမှာထမင်းတော်ပါရှာတာမဟုတ်ဘူးတခါတလေရင်နာရှာထင်ပါတယ်တရောကြီးဖိတိုးရင်ဆွဲငင်တချင်းတွေဆိုရင်ငိုရှာတယ်ကျုပ်တို့လည်းမျက်ရည်လေကြတာပေါ့ဖိုးအိုးထမင်းမပါလဲပါတဲ့လူကဝိုင်းကျွေးတယ်ကြအတူမျှစားကြတယ်ပေါ့ဘာပဲဖြစ်ဖြစ်ကျုပ်တို့ဒုက္ခတွေကိုအိမ်မှာထားခဲ့ပြီဒီမှာတက်တူရွယ်တူမျှတပြီးအတူနေကြစားကြတော့ပြောစီရပါပဲညနေဆောင်ရင်တော့လက်ထဲမှာကြစ်ပါအောင်စုပ်ထားတယ်ငွေစားလေးတွေကင်ပြီးကုအင်ကူပြန်ကြရတော့တာပါပဲကျုပ်တို့အိမ်သားကမကြီးပင်ကြီးမှာဇရက်တွေတကြီးတကြအော်ဟစ်ဆူညံအိတ်တန်းပြန်တဲ့အချိန်ကျရင်ကျုပ်တို့အတိုက်မြုံလေးတွေကောင်းရှူပြီးပါလာတဲ့စားစရာလေးတွေအလူရဲ့စားတော့ဖို့မျောနေတဲ့မြေးတွေနဲ့တလုံးတဆုပ်ဝင်းကစားရင်တဏိတာကုန်ရတော့တာပါပဲတခါတလေများစိတ်ကူးရင်မိတယ်ကျုပ်ပြေရမယ့်အိမ်ကအခုလိုတစ်ဖက်ရဲ့တဲကလေးမဟုတ်ပဲချမ်းကြေတိုက်ကြီးကျုပ်ကလည်းစိတ်ရွှေအပြည့်နဲ့တထေးမာကြီးသားသမီးတွေကလည်းစိုက်ကားသမားအရက်သမားမဟုတ်ပဲဆရာဝန်ကြီးတွေကျောင်းဆရာကြီးတွေဆိုပါတော့ဟောပြောရင်ဆိုရင်တော့ကိုလိမ့်စာငါးစာကျွေးတဲ့နားမှာရက်နေတဲ့ကျုံနဲ့ရွယ်လူလောက်ရှိမယ်အဖွားကြီးလို့ပေါ်တော့ကြည်တန်းသူတို့များကြည့်လိုက်တာနဲ့တထေးမှန်းသိတာတယ်နှုတ်ဘက်စူပြေးနေတာပဲတပင်ကဖြူနေပြီမဲ့တီတက်ထုံးဖွဲလို့ခြုံထားတဲ့ပိုးဘွားကလည်း
အမွေးရှိကြီးတွေနဲ့လှလိုက်တာဇင်းမေလုံးကြီးကလည်းဣဆက်လို့စိတ်ငကက်ကလည်းဖိတ်ဖိတ်လက်လို့တော့အေးလီသူတို့လိုချမ်းနိုင်ကြုတ်ဒီနားမှာထိုင်လူခံနေမလဲလားသူ့လိုချမ်းသာပျော်ပျော်ရွှင်ရွှင်နေရမှာပေါ့မချမ်းသာလို့လူခံနေရတာကိုလို့တာပဲကောင်းပါလေလေဒီကွယ်အခုလိုဖိုးဝါတို့ကိုလူကလေးတို့စာမွဲတွေအောင်ပါသည်ဆရာဝန်ကြီးတွေဖြစ်ကြပါသည်မင်္ဂလာဆောင်တွေကြီးလည်းပေါက်ကြပါသည်ကွယ်စိတ်ထဲမှာကြည်နူးလိုက်တာအပြင်ထွက်ရတာအပြင်လေးစစ်ကိုရှူရတာအသေးသေးကိုအေးသွားတာပဲအိမ်ထဲမှာဆိုရင်လေကအဆက်ဆူထိုင်းနဲ့လေးစက်ကထွက်လာတဲ့လေတူကိုရှူရတာအသက်ရှူမဝဘူးရှင်ဒီပါပဲကြည့်ပါဦးလေကလေးကတဖြည်းဖြည်းတွားကြလာကြတဲ့လူတွေကလွတ်လက်ပျော်ပါအော်ဒီလိုအချိန်တွေကုန်ဆုံးခဲ့ပြီနုနဲ့ရုပ်စင်းပြုမိချင်းကအိုမင်းနောက်ဆုံးပါတကားတဲ့နာဖို့တေးဖို့သာကြံတော့တာအိုရာကတော့အိုပြီဖေးရလာကြီးလို့လိုက်ပို့ပါဆိုတော့ပို့ပေးတဲ့မြေလေးမောင်ကျော်ကိုကျေးဇူးတင်လိုက်တာသူကလည်းနောက်ဆုံးဝယ်လိုက်တဲ့ပရာဒိုကားကြီးကိုပြကျင်လို့ဆိုပြီးအိမ်ကိုလာတာကျမမြေးနှစ်ယောက်ကလည်းသူ့ကိုဝမ်းခွဲကိုတပတ်မောင်းပို့ရမယ်လို့ပူတာသွားကျင်တာကမြို့တော်ဥယျာဉ်နဲ့သူတို့ကစားကြလဲကြနဲ့တနာကြီးနနာကြီးကျမတနာကြီးကြာမကိုအမေကြီးကိုပုတ်ဖះကိုပုတ်ခဲ့ပါကွယ်ဆိုပြီးဆွတ်ထွက်လာတာမောင်ကျော်လေးကျမ်းပါပါစီကွယ်အိမ်မှာလည်းကားနှစ်စီးရှိပါတယ်တစည်းကတမီးလုတ်သူအထူးကိုဆရာဝန်မကြီးကယူသွားတယ်နည်း6နာရီကထွက်စီကန်းတွေတစ်ခုပြီးတစ်ခုပြောင်းထိုင်အချိန်တန်တော့စေးုံသွားစေးုံကပြီးတော့စီကန်းငွေတွေသိမ်းချီယူပြီးလူနာတွေခွဲရအစိတ်ရညသူ့အိမ်ကိုပြန်ရောက်ချိန်ကအစောဆုံး7နာရီပဲပင်မန်းလိုက်တဲ့သမီးလေးကွယ်လွန်သွားတဲ့တမန်2ယောက်စာပေါင်းရှာဖွေနေရတာကျမဖြစ်မကြည့်ရပါဘူးအိမ်တော်လုံးတွေကုန်းကျုံလုံးနေရရှာတာလေဒီရက်လေမှမနာရရှာဘူးမအေးရောကလေးတွေရောမညှို့မငယ်နေရတာသူ့ကြောင့်ဒါကြောင့်ကျမလည်းသမီးတဘောကြအားလုံးနေပြရတယ်ဒါမှသမီးစိတ်ချမ်းသာမှနောက်ကားတွေကလည်းအကြီးမှကျူးရှင်းကြောင်းကွန်ပျူတာတင်နဲ့အငယ်ကောင်တချင်းစုလဲဘက်အပေါင်းလေးနဲ့ထွက်သူတို့မောင်နှမကိုအဝေးမညှိဘူးခဏရန်ဖြစ်တယောက်ဘူးတယောက်ကျူးကြီးကလည်းများစူကလည်းစူဒရိုင်ဘာတွေမျက်စိလဲနာညီခဏထွက်ဒုက္ခတွေရမောလိုက်တာသူတို့ကိုကြည့်ရတာမောလိုက်တာသူတို့ကိစ္စတွေနဲ့သူတို့ရှုပ်နေတာတခါတလေကျမအပြင်လေးပါလေထွက်ချင်ကားမရှိဘူးကားမရှိတာထားပါလေကျမအပြင်ထွက်တာကိုလည်းသမီးကတိတ်မကြိုက်ချင်ဘူးသမီးနဲ့မိမိမိတွေကအိမ်မှာမရှိဘူးအိမ်ပေါ်ဆိုတာလည်းယုံရတာမဟုတ်ဘူးအိမ်ရှင်နေဘယ်သူမှမရှိတော့ရှိတာတွေမချတော့ဒုက္ခသမီးကဖြောင်းစီးပွားရှာနိုင်အောင်မိအိမ်မြဲမှာပေါ့မိတိရမှာပေါ့သမီးဖြင့်ပြောရတာငေးကြည့်တော့မှာပါပဲဟုတ်တာပေါ့ရှင်အန်ဆဲထဲမှာလည်းငွေရထက်လိုက်သမီးအင်ကြီးလုံကြီးတွေကတစုံ9000 1000နိုင်နေကိုကတုတ်မိခိုနေရတာလေတိရရတာပေါ့နောက်ပြီးကိုကမျက်စိကလည်းတိတ်ကောင်းမှာမဟုတ်ခွဲထားရတာဆိုတော့အိမ်မှာနေတာပဲကောင်းပါလေလေကျင်ပက်ချင်းအရင်ကားလို့တွားကျင်လာကျင်စိတ်တွေလျှော့ရမယ်ဒီရှင်ချင်းဆန္ဒနောက်ကိုမလိုက်နဲ့တရားနယ်ပြီတရားကိုယ်တွေနားထောင်ပုံလို့သမီးဝယ်ပေးထားတာသမီးကတော့ရှားပါတယ်သိတယ်ပါဆရာတော်ကြီးတွေရဲ့တရားပွဲတွေကျမသွားနာခြင်းမှန်းသိတော့တရားကိုယ်တွေဝယ်ပေးထားတာကျမကျေးဇူးတင်ရတယ်တရားပွဲမှာတူဝေအညောင်းခံချင်းကိုက်ခံမဲ့အစားအိမ်မှာတက်တာနာရတာလေဒါပေမဲ့တခါတလေအငြေကောင်ကသူ့ချင်းတွေစူညံနေအောင်ဖွင့်ရင်တော့ကျမတရားကိုယ်တွေတိမ့်ပြီးအခန်းထဲအောင်းနေရတော့တာပေါ့အဲ့ဒီတော့လဲတရားမှတ်ရတာပေါ့လေကျမအကောင်းဘက်ကကြည်တွေးပါတယ်ဒါပေမဲ့တကူနေရတော့တိတ်ပြင်းတာပဲရှင်ပြောပါကောသမီးတွေမြေးတွေကမအားတနေ့ကုန်ကျမတယောက်တည်းစကားပြောစရာအဖော်ကမရှိအိမ်လိုက်ထိုင်လိုက်ထားလိုက်တရားနာလိုက်ပြင်းလိုက်တာတခါတလေထဝင်းမင်းဝိုင်းမှာစုံကြရင်လေသူတို့ပြောကြတဲ့စကားတွေကို
ကိုလိုက်မမီစကားဆက်လို့ဝင်ဆုံးမှရင်ဘွားဒါနေစမ်းပါဗျာနားမလည်မနဲ့ဝင်ပြောစမ်းပါနဲ့ဒီလိုမြေးတွေမှန်တာခံရသေးတယ်ရှင့်သမီးကလည်းဟဲ့ဘွားကိုဒီလိုမပြောရဘူးလို့ဝင်မဆုံးပါဘူးရီးနေတာကျမတို့ခင်နေတော့အကွာကြီးကွာခဲ့ပြီလေသူတို့နဲ့စကားမပြောရတော့အိမ်ပေါ်ကောင်မလေးတွေနဲ့ပြောကြည့်ပါတယ်သူတို့လည်းအတူတူပါပဲသူတို့သိတာနဲ့ကိုသိတာကွာခြားနေခင်မောင်ရင်မသိကြီးကြီးသေးမသိသူတို့ပြောတဲ့နာမည်တွေကိုကမသိစိတ်ပြီးလက်ပြောက်တီးပြီးလေးမျက်လုံးကြောင်ကြည့်နေကောင်မလေးတွေကလည်းလုံနဲ့လက်မပြက်ကျမအနားမှာဘယ်သူမှမရှိအင်ကြီးတစ်လုံးလုံးဟာပြင်းကြီး၆တွေ့နေတာပဲသမီးဝယ်ပေးထားတဲ့တရားခွေတွေလည်းဖွင့်ပါတယ်နေတိုင်းဖွင့်နေရတော့လဲစိတ်ကအာယုံစိုက်လို့မရတော့ဘူးအားလုံးလည်းအလွတ်နီးပါးလောက်ရနေဒါတလဲလဲနာနေရတာလဲညင်းငွေလာဖုံးကြီးတော့အားနာပါရဲ့တညမှာတော့သမီးစီကံပြန်စောင့်ရင်မျက်စိမမုံနဲ့ကြုံရခွေးတစ်ခွေးထည့်ဖွင့်လိုက်တာအငိမ့်တချင်းခွေလေးဖြစ်နေတယ်ဆိုတော့ကလေးကလည်းကောက်လိုက်တဲ့အတန်းကြည်လိုက်ပြီးလိုက်တာလေးပါးလေးမမ်းမြရင်ရဲ့အလူရှင်တချင်းကျမတို့သုံးလေးတွေရေကကြည့်ရတဲ့မက်ခင်စိန်တို့အမာစိန်တို့နွဲ့နွဲ့ဆန်းတို့စုနေကြလို့ပေါ့ကျမလည်းတစ်ပိုင်းစားတော့ရပါသေးတယ်ပါတဲ့အပိုင်တော့ကြံလိုက်ပဲရှင်တိုင်ပေါ်အလံစိုက်ခြင်းနဲ့အဲ့ဒီတော့ကသူတို့ကခဲ့တာလေးတွေလှလိုက်တာလက်ချိုးချီကျိုးလေးတွေကော့ညွတ်လို့ဟုတ်တယ်ကျမလည်းငယ်ငယ်တုန်းကတော့အကသိဝါဒနာပါခဲ့တာပေါ့ရှင်အခုတော့မကရတာလဲကြာသူများကတာမမြင်ရတာလဲကြာပါပြီဒီသချင်းလေးကြားရတာနားရဲချိုလိုက်စိတ်လိုက်တာပါတဲ့အီဂျစ်နဲ့အင်္ဂလန်နိုင်ငံသားကိုမောင်တွားထားပါလားပြူတပားမသိအောင်စာရေးတယ်ဆရာတော်အိမ်မလာရအောင်ကက်ဆက်ကိုကြောက်ကနေပိတ်လိုက်တာဘယ်သူပါလဲဩသမီးပြန်လာပြီသမီးကိုစောင်းရင်ဒီသချင်းလေးကောင်းတာနဲ့အိုးသမီးမျက်နှာကတင်းလို့ပါလားမိတငယ်ပြန်နေတာလားတဲ့ဖျားသမီးကြည့်ရတာမိတချင်းလေးစုံနေတယ်ခြေလုံးလက်လုံးနဲ့လည်းကနေသေးတယ်မိဒီရွယ်ကြီးနဲ့ဒီလိုလုံနေရင်အိမ်ပေါ်လေးတွေအယူဒီတန်ကုန်မှာပေါ့တဲ့ပြီးတော့အတင်းလဲပြောခိုင်အောင်မယ်မိအရွယ်နဲ့လိုက်တဲ့တရားကိုသမီးဝယ်ပေးထားတယ်လीပြောရလိုက်တဲ့သမီးရဲ့ကျမမျက်ရည်တွေတောင်နေလာပါတယ်အေးမိသိပါပြီသမီးကကုံကြက်တွေနဲ့ပြည်စုံတဲ့ဆရာဝန်မကြီးပဲသူကကိုယ့်ကိုတင်းအောင်သိရောအောင်ထားရှာတာပဲနောက်ကိုသမီးဖြစ်စေရင်းနဲ့အတိုင်းတရားနဲ့ပဲမှုရအောင်မိကြိုးစားပါမယ်စိတ်ကြီးကမရှာတော့ပါဘူးကွယ်လို့စိတ်ထဲကပြောပြီးကျမထက်လာခဲ့တော့သမီးကအိမ်ပေါ်ကောင်မလေးတွေကိုစုနေတန်းကြားရတယ်နောက်ကိုမိအိပ်စီငါအပြန်ကိုမဆောင်သေးနဲ့မိအေးပြည့်ရင်တွေးတိုးတယ်ဆိုတာနင်တို့မသိဘူးလားတဲ့အဲ့ဒီတွေးတိုးတဲ့ယောဂကြီးရှိနေတာလဲကျမအတွက်ဒုက္ခတစ်ခုပါပဲကျမတွေးတိုးရှိပြီဆိုကြတဲ့ကသမီးကမိအငန်းလျှော့စားရမယ်ပေါ့ချက်အိမ်ပေါ်တွေကိုမှာတော့တာပဲသမီးရဲ့မိန့်ကိုလိုက်နာကြရတယ်လေကျမရဲ့တောင်းပန်တို့ရှုတဲ့မျက်လုံးကိုသူတို့ဘယ်ကျူးဆိုင်ပါမလဲဒီယောဂဝင်လာကြတဲ့ကျမနှစ်သက်တဲ့ငမြကြီးစီတက်ပဲငပိချက်တို့ဘုံကြီးကြီးတို့အပြီးပိုင်ဆွန့်လွတ်လိုက်ရတော့တာချူရေးပဲနဲ့ဖြူဘက်ဖြူရောချက်သားအေးဆက်စွပ်ပြုတ်လို့မုန်းလိုက်တာတလုံးတဆုပ်ပဲစားပြီးထမင်းပွဲကိုကြောက်ခန်းခဲ့ရတာကြီးပဲသမီးကအကောင်းဆုံးစီမံပေးပါတယ်ဒါပေမဲ့သူစားခိုင်းတဲ့ကွေကာအုပ်တို့ပေါင်မုံငါနိုလူကဘာလို့မှလဲကွယ်ညီဆွနဲ့ခေါ်လက်မတ်တို့ဘာတို့နဲ့နှမ်းများထောင်းရှီရွှဲနဲ့ငချိတ်ပေါင်းတစ်စုပ်လောက်မှရတာမရှိပါဘူးဒီခါလေးကောင်မလေးတွေကိုမုံငါးမှာခုမှစားမိတာတည်သွားလို့အလုပ်ဖြုတ်ပြီးမယ်ကြိတ်ထားရတယ်ကောင်မလေးတွေလည်းဝင်ပေးရရှာကြတော့ဘူးအလျံပန်ပုံများတဲ့ဆရာဝန်မကြီးအိမ်မှာအမေလို့သူစာရေးစာငတ်နေပါတယ်ဆိုရင်ခြာရသူတွေယုံဝင်မတင်ပါဘူးရှိအိုးဘာတံပါလိမ့်ရှင်တရောတန်လေးတင်းချင်းကြီးနဲ့ဟိုနာကဖူးကတရောထူရင်တချင်းစုံနေတာပါလားနှဝင်ချိုးလိုက်တာနားချမ်းသာလိုက်တာရင်းနေကိုပြည့်သွားတယ်လို့ဟောအနဲ့ဒီနဲ့ကိုကျမသိတယ်သိပြီမယန်သေးတော့ငါပြီးပုံနံလေးရှင်တက်သွန်စိမ့်နံလေးရဲ့အမလေး
သေတောင်ကြကျင်လာပြီဒီဘက်ထိတ်ကဖောက်ဖွားထမင်းညိုက်ဖွင့်ပြီးဟိုဘက်ကဖောက်ဖွားကိုထည့်ပြီးလို့ဖြစ်နိုင်ရင်ကျမကိုနည်းနည်းကြွေးစားမှရှင်ဆိုပြီးတလုံးတစ်စုံနှိုက်စားလိုက်ရှင်အော်မဖြစ်သေးပါဘူးလေစိတ်ကိုထိမ့်မှတနာကိုဖြစ်နိုင်မှဒါပေမဲ့ကျမရွယ်လူတွေဒီလိုစင်စင်ရဲ့အလုခံစားနေကြရှာတယ်ဆိုပြီးအုံနဲ့ကျင်းနဲ့အုပ်စုနဲ့ပြောစရာကောင်းလိုက်တာကျမလိုအိမ်ကြီးတစ်လုံးထဲမှာပြင်းရင်ညှိဝေတာအထီးကျန်နေရတာမဟုတ်ဘူးနော်ရှင်တို့ကုသကံကောင်းလိုက်ကြအော်ဒီဘက်ဖွာဖွာကကျမကိုငိမ့်နေလိုက်တာကျမမျက်စိငွဲပြီးမှဒီလောက်နေနေတော့ရှင့်မျက်လုံးတွေကအားကြရည်တွေကျမသိပါမြင်ပါတယ်ရှင်တို့မြင်ရတဲ့စိတ်နဲ့ကတ်တို့ဝှက်စားတို့ကအခွန်တွေပါအခုတွေကိုဖယ်လိုက်ရင်ဟတ်တက်ကွဲနေတဲ့အသေးနှလုံးကိုရှင်းလို့မြင်မှာမဟုတ်ပါဘူး။ကျမဖွင့်ပြလို့လည်းမရဘူးလေ။ကျမသမီးကဂုံသေးရှိဆရာဝန်မကြီးလေ။သူ့မေကျမဒီလိုခံစားနေရတယ်ဆိုရင်သူ့ဂုံပြက်မှာမျက်နှာငင်မှာပေါ့။မျိုးသိတာမသိမချင်းမျိုးသိတာ။အားလုံးအမြင်မှာသမီးကဖူးဖူးမောက်ယူဆိုင်လုံးလို့မိဘကျေးဇူးအထူးတိတက်လုံးလို့ပြီးနေပြီးနေပြောနေတဲ့တထေးကြော်ကြီးပုံနဲ့အပြည့်ဖြစ်နေရမယ်။ဉာဏ်သာနဲ့လောကစည်းစိမ်ခံစားနေရတာလူသိကြကဲနေညူပြီးကိုကျော်လေးလည်းပြန်လာတော့မယ်အချိန်တန်ရင်အိမ်ပြန်ကြရမှာပေါ့နော်ဘဝတို့ရဲ့ရှင်တို့ကတော့အိတ်တန်းပြန်ငှက်တွေလို့ကိုယ်အတိုက်မျိုးစီပြန်ကြမှာပေါ့စူးစူးညံ့ညံ့ကြိုကြထမင်းပွဲမှာလူရယ်စားကြဘလောက်ပြောစရာကောင်းမလဲကျမကတော့အတောင်ဖြတ်ခံထားရတဲ့ငှက်အူမာကြီးပါကျမရဲ့ပြန်လမ်းမှာတော့အေးဆက်နေတဲ့ထမင်းဝိုင်းစကားပြောဖို့မရှိပြင်းရင်ငင်းငွေပဲကြီးကျယ်ခိုင်နာမှုတွေနဲ့ပြည့်စုံနေတဲ့ရွှေလောင်ကြိုက်တစ်ခုစီကိုပြင်အောင်မရှိရွှေမြူဒီမဂ္ဂဇင်း1995ခုနှစ်နိုဝင်ဘာလမှာထုတ်တယ်စာရေးသူကရင်ရင်တို့မန်းလေးအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးနောက်ဒီဆက်ကောင်းတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြအောင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ